အားလုံးပဲမင်္ဂလာပါဒီဆက်ကလေးကစတီးစေးကန်ရေခဲဆက်ကလေးပါဒီဆက်ကလေးကကျွန်တော်တို့ထူးခြားချက်ပေါ့နော်ကျွန်တော်တို့ဒီဆက်ကလေးကရမူနဲ့ဖုန်းထဲကနေပြီးတော့ဖွင့်လို့ပိတ်လို့ရတယ်ဗျာနော်ကျွန်တော်ဒီစားကန်ရေခဲဆက်ကလေးကစတီးစားကန်ရေခဲဆက်ကလေးကဖုန်းထဲကနေဖွင့်လို့ပိတ်လို့ရတယ်နော်ကျွန်တော်ဒီမှာလှမ်းဖွင့်မှာပေါ့နော်လှမ်းဖွင့်မယ်လှမ်းပိတ်မယ်ပေါ့ဖုန်းထဲကနေဖွင့်လို့ပိတ်လို့ရပါတယ်ဒါဖုန်းထဲကနေဖွင့်တာဖုန်းထဲကနေပိတ်တာပြီးကျွန်တော်ဒီမှာဖုန်းထဲကနေလှမ်းမျိုးပြန်ဖွင့်လို့ရဗျာနော်ဖုန်းထဲပိတ်တယ်ဖုန်းထဲဖွင့်လို့ရတယ်ဗျာနော်ဖုန်းထဲပိတ်တယ်ဖုန်းထဲဖွင့်လို့ရမယ်ကျွန်တော်ဖုန်းနဲ့ပွင့်နဲ့ပိတ်ရရတဲ့အချိန်မှာဒီမှာဘာတွေသုံးလို့ရလဲဆိုတော့ကျွန်တော်ဒီ unit တွေကြည့်လို့ရတယ်နော် ampere တွေကြည့်လို့ရတယ်ဘိုးတွေကြည့်လို့ရတယ်ဗျာနော်ဒီဖုန်းထဲကနေလှမ်းကြည့်လို့ရတယ်ဗျာနော်ဖုန်းထဲကနေလှမ်းကြည့်လို့ရပါတယ်ဖုန်းထဲပိတ်လို့ရတယ်ဖုန်းထဲကနေဖွင့်လို့ရပါတယ်ကျွန်တော်ဒီကောင်က25ပေါင်တော့အတုံး30ထွက်ပါခင်ဗျာ25ပေါင်တော့အတုံး30ထွက်ပါစောင်းမွေမော်တာကိုကျွန်တော်အပေါ်ကနေဇောက်ထုကျွန်တော်ဆင်ပေးထားရဗျာနော်စောင်းမွေမော်တာကိုအပေါ်ဇောက်ထုဆင်ပေးထားတယ်ကျွန်တော်ဒီမှာအောက်တိုအသစ်ကနေပေါ့နော်အောက်တို3កောင်အသစ်နဲ့ပါကျွန်တော်အောက်တို3កောင်အသစ်နဲ့ပါခင်ဗျအောက်တို3កောင်အသစ်နဲ့ပါကျွန်တော်ထုံးတဲ့နိုင်ပေါ့ကျွန်တော် channel က panel တွေပါမယ် panel တွေပါမယ်ဒါအခု2025အတွက်အတိတ်မြင့်ပေးထားတယ် panel တွေပါမယ်နောက်ဆုံးကျွန်တော်တို့ဒီ set နောက် breaker တွေပါမယ် sicket တွေပါမယ် breaker တွေဆိုလဲကျွန်တော်တို့ဒီမှာကီလိုမီတာတွေကြည့်လို့ရမယ်ဗျbreaker တွေဆိုလဲကျွန်တော်ကီလိုမီတာတွေကြည့်လို့ရမယ်ampere တွေကြည့်လို့ရမယ်ဘိုးတွေကြည့်လို့ရမယ်ဗျာနော်ကီလိုမီတာဆိုရင်ကီလိုဝက်အာဝါတွေဆိုရင်ကျွန်တော်တနာရီကို unit ဘယ်လောက်တက်တယ်ဆိုတာအစဆက်3ပြီးရနဲ့ unit ဘယ်လောက်တက်တယ်ဆိုတာအစဒီမှာကြည့်လို့ရတယ်ဗျာနော်ပြန်ကြည့်လို့ရတယ်ဆက်တနာရီကိုတနာရီဆိုတဲ့တနာရီအတိုင်းတာထက် unit ဘယ်လောက်ထိတက်နိုင်လဲဆိုတာအစဒီမှာအကုန်ပါပါတယ်ဗျာနော်တ unit ကိုတနာရီကိုဘယ်နှ unit တက်နိုင်လဲဒီဆက်မြင်းကောင်ကြီး3ကောင်အားဆိုရင်တ unit တနာရီဘယ်နှ unit တက်နိုင်လဲဆိုတာအစဒီမှာတွက်ချက်လို့ရပါတယ်ဗျာနော်